အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဒေါက်တာအောင်စောမြင့်ဖြစ်ပါတယ်ကြည့်ရှုနေတဲ့ကျောင်းသားကျောင်းသူများနဲ့ညီပါများဆက်ဆက်ပါမယ်ကျွန်တော် channel ကိုဝင်ရောက်ကြည့်ရှုရတဲ့ကျိုးတစုံတရာရရှိမယ်ဆိုရင်တော့ like and subscribe လုပ်ပေးနိုင်ပါတယ်ကျွန်တော်ပြောမယ့်အကြောင်းအရာကတော့2026ခုနှစ်မတ်လ16ရက်နေ့မနက်9:00နာရီမှာဖြည့်မဲ့ယူပါဗီဒမေကွန်ကိုဘယ်လိုဖြည့်မလဲဆိုတဲ့အကြောင်းအရာလေးတွေဆောင်းရန်ရှောင်းရန်လေးတွေကိုပြောပြမှာဖြစ်ပါတယ်ဒီအချက်လေးတွေကအရန်ကိုအရေးကြီးတဲ့အတွက်ဒီဗီဒီယိုဆိုအောင်ကြည့်ရှုသွားပါလို့ကျွန်တော်ညီနဲ့ပြောချင်ပါတယ်အဲ့တော့အရင်ဆုံးပထမဆုံးအနေနဲ့ဆောင်းမကန်တွေဝင်တဲ့အခါမှာကျွန်တော်တို့ဒီလိုမျိုးအန်ဆာဘုတ်ကြီးတစ်ခုကိုရပါလိမ့်မယ်ဒီဒေါင်းမှာဘယ်ဘက်ညာဘက်ဒေါင်းမှာအမဲရောင်အကွက်ကြီးရှိပါတယ်အဲ့နေရာမှာခုနံပါတ်ကိုပမာလိုရေးရပါမယ်ခုနံပါတ်ကိုပမာလိုပီတအောင်ရေးရပါမယ်ဒါပထမဆုံးချက်ပါပီတအောင်ရေးပါဆိုတဲ့နေရာမှာ3ညနဲ့1နဲ့လွဲပါစေနဲ့ဥပမာထားပါတော့ခုနံပါတ်30ဆိုလို့ရှိရင်နောက်က3ညပြီ1ဖြစ်နေလို့မရပါဘူးခုနံပါတ်17ဆိုလို့ရှိရင်လည်းနောက်က1ဒီ3ညဖြစ်နေလို့မရပါဘူးအဲ့တော့အဲ့ဒါလေးတွေကိုသတိထားပြီးတော့ရေးရမှာဖြစ်ပါတယ်ဒါကနံပါတ်1ချက်ပါနောက်တစ်ချက်ကဘာလဲဆိုတော့အဲ့ဒီအန်ဆာဘုတ်ရဲ့ပထမဆုံးစာမျက်နှာမှာခုနံပါတ်ရေးမယ်ပြီးရင်အောက်ကိုဆက်ကြည့်တဲ့အခါမှာအကွက်လေးတွေရှိပါတယ်1 2 3 4 5 6 9 10ဆိုပြီးတော့အကွက်လေးရှိပါတယ်အဲ့ဒါကအမှတ်ပေးဖို့အတွက်အမှတ်ပေးဇယားကွက်ပါအဲ့တော့အမှတ်ပေးဇယားကွက်ရှိနေတာဖြစ်တဲ့အတွက်အဲ့ဒီပထမဆုံးစာမျက်နှာကိုလုံးဝဖြည့်ဆို့ခြင်းမပြုပါနဲ့နောက်တစ်မျက်နှာမှာပဲစတင်ပြီးတော့ဖြည့်ဆို့ရမှာဖြစ်ပါတယ်ဒါကနံပါတ်2ချက်ပါဟုတ်ပြီနံပါတ်3ချက်ကဘာလဲဆိုတော့မိကုံကိုစဖတ်ပါပြီမိကုံကိုဖတ်တဲ့အခါမှာ section A ရှိပါမယ် section B ရှိပါမယ် section A မှာ3ပုဒ်လာပါလိမ့်မယ်နံပါတ်1ဆိုပြီးတော့ယောမကဏ္ဍနဲ့10ပုဒ်လာပါလိမ့်မယ်နံပါတ်2ဆိုပြီးတော့ယောမကဏ္ဍနဲ့15ပုဒ်လာပါလိမ့်မယ်အဲ့ဒါကွက်လက်ဖြေပါနံပါတ်3ဆိုပြီးတော့ယောမကဏ္ဍအနေနဲ့15ပုဒ်လာပါလိမ့်မယ်ကဲအားလုံးပေါင်းအဲ့ section A ကပုဒ်40ဖြစ်ပါတယ်တပုဒ်ကိုတတ်မှတ်ရမှာပါအဲ့တော့ physics 73ခန်းလုံးကို73ခန်းစီမျှပြီးမေးတော့မှာဖြစ်ပါတယ်အကုန်လုံးဘယ်ခန်းမှချက်ထားလို့မရပါဘူးအဲ့တော့ဒီ section A ဒီ answer all question ဖြစ်ပါတယ်အားလုံးဖြေရမှာပါဒီနေရာမှာတခုမှားနေတာဗာလဲဆိုတော့ကဲနံပါတ်1ဆိုကြပါစို့ရောမကဏ္ဍနဲ့ရှိတယ်2 of 4နဲ့ဖြေရမယ်1 2 3 4 5 6 7 8 9 10ဆိုပြီးတော့10ခုရှိတဲ့အခါမှာတချို့ကျောင်းသားများက4ကိုဖြည့်ပြီးတဲ့အခါမှာ5ကိုမရဘူးမရတဲ့အခါမှာ5မရဘူးဆိုပြီးတော့6ကိုနံပါတ်ထိုးပြီးတော့4ပြီးတော့6ဆိုပြီးတော့အဲ့လိုနံပါတ်ကိုကြော်ပြီးတော့မထိုးရပါနဲ့မရဘူးဆိုရင်5ကိုမရရင်5နေရာလေးကိုကွက်လက်ကလေးထားခဲ့ပြီးဆိုမှ6ကိုဖြည့်ပါပြီးရင်ဆက်ပြေးသွားတယ်9 9မရဘူး9မရဘူးဆို9နေရာလေးကိုခြံထားခဲ့ပါပြီးဆိုမှ10ကိုကြော်ပြီးတော့ဖြည့်ပါအဲ့တော့ကျွန်တော်ပြောချင်တာဗာလဲဆိုတော့နံပါတ်စဉ်ကိုအစဉ်တိုင်းတက်သွားပါလို့ပြောချင်တယ်ဥစားနံပါတ်1မှာဆိုရင်လည်း1 to 10ရှိတယ်10ပုဒ်ရှိတယ်အဲ့10ပုဒ်ကိုအစဉ်တိုင်းရေးသွားပါအစဉ်တိုင်းလေးရေးသွားပါမရရင်မရတဲ့နေရာကိုခြံထားခဲ့ပါဒါကအရင်အရေးကြီးပါတယ်အရင်အရေးကြီးပါတယ်စမွယ်စီကန်းထဲမှာဒီချက်တွေမပါပါဘူးဒါပေမဲ့အရေးကြီးပါတယ်နောက်တစ်ချက်ကတော့အလားတူပဲဥစ္စာနံပါတ်2မှာဆိုရင်15ပုဒ်ပါပါတယ်ထုံးတဲ့တိုင်းပဲရောမကဏ္ဍလေးနဲ့ရေးထားပါတယ်1ကနေပြီးတော့15ထိဒါကိုလည်းအစဉ်တိုင်းရေးထားပါ1ကိုရရင်1ကိုဖြည့်ပါ2ကိုရရင်2ကိုဖြည့်ပါ3ကိုမရဘူးဆိုရင်အဲ့3နေရာလေးကိုကွက်လက်ချန်လက်ခဲ့ပြီးမှ4ကိုဖြည့်ပါ2နဲ့4နဲ့ပူးပြီးတော့ဂျားထဲမှာ3ကိုဖြောက်ပြီးတော့မဖြည့်ပါနဲ့ကျွန်တော်ပြောနေတာအလိုမျိုးပါအဲ့တော့နံပါတ်တွေကိုကြော်ပြီးတော့မဖြည့်ပါနဲ့အစဉ်တိုင်းဖြည့်ပါလို့ပြောချင်ပါတယ်ဒါက section A မှာ
လုံးဝရွေးချယ်စရာမရှိပါဘူး section A မှာအားလုံးပေါင်းကအမှတ်40ဘူးမိတာဖြစ်တဲ့အတွက် section A ကိုမဖြေနိုင်ဘူးဆိုရင်ဥပမာပေါ့နော် section A ကိုတဝက်ပဲရတယ်20ပဲရတယ်ဆိုရင်တောင်မှဂုဏ်ထွက်ဖို့မသိကြပါဘူးဒါလုံးဝမသိကြတော့ပါဘူးအဲကြောင့်လဲဆိုတော့ဂုဏ်က80မှထွက်တာပါ section A မှာ40တောင်ပြီးကြတာဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ဒီ section A မှာအနည်းဆုံးလုံးစုံမှ9ဖို့ပဲမှတ်ခံ35မှလောက်ရမှာဒါကဂုဏ်အတွက်ညှို့မှန်းနိုင်မှာဖြစ်ပါတယ် section A ကိုရဖို့အတွက်ဆိုဘာပြရမှာလဲဆိုတနေ့လုံးစူးစမ်းထားခဲ့သမျှ concept တွေအားလုံးရနိုင်မှာဖြစ်ပါတယ်ဒါက section A အပိုင်းမှာ section B ကိုဖြည့်တဲ့အခါမှာကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုတော့ section B ရဲ့အားလုံးပေါင်းပြီး6ပုတ်မိမယ်6ပုတ်ကိုမှဘယ်နှပုတ်ဖြည့်ရမလဲဆိုတော့4ပုတ်ပဲဖြည့်ရမယ်အဲ့ဒီ4ပုတ်ဒီနံပါတ်စဉ်အားဖြင့်အစဉ်တိုင်းဖြစ်เสียမလိုပါဘူးကိုရတဲ့အပုတ်ကိုအရင်ဆုံးဖြည့်ရမှာဖြစ်ပါတယ်ဆိုလိုချင်တာက section B မှာဆိုလို့ရှိရင် 4AB ရှိမယ် 5AB ရှိမယ် 6AB ရှိမယ် 7AB ရှိမယ် 8AB ရှိမယ် 9AB ရှိမယ်အားလုံးပေါင်း6ပုတ်မှာဘယ်ပုတ်ကိုအရင်ဖြည့်နံပါတ်စဉ်လိုက်ဖြည့်စရာမလိုပါဘူးအလွယ်ကူဆုံးပုတ်မိမိကြိုက်နေတဲ့ရပုတ်ဖြည့်လို့ရပါတယ်ဒါပေမဲ့အရေးကြီးတဲ့အချက်တစ်ခုမှားခြင်းပါတယ်ဥပမာမိကိုဖတ်ကြည့်လိုက်တယ်ကဲ 4AB 4ကိုမဖြည့်ခြင်းဘူးရတယ်5ကိုဖြည့်မှာလားဟုတ်ပြီ5ကိုဖြည့် 5A ဖြည့်လိုက်ပြီ B ကြတော့လောလောဆယ်မှာဖြည့်ဖို့အတွက်ကောင်းနေမှာမထွက်သေးဘူးအဲ့ချိန်မှာ5ကိုကြော်ပြီးတော့6ကိုဖြည့်ခြင်းနေဆိုလို့ရှိရင်အဲ့ဒီမှာ 5B ကကြံနေတဲ့အခါမှာနောက်မှဖြည့်မယ်ကောင်းနေမှာထွက်လာမှဖြည့်မယ်လို့စဉ်းစားတဲ့အခါမှာ 5A ကိုဖြည့်ပြီးလိုက်တယ်ပြီးလို့ရှိရင် 6A ကိုပြန်ပြီးခေါင်းနဲ့ထပ်တက်ပြီးတော့ရေးတယ်ဆိုဒီလိုမျိုးမလုပ်ပါဒါအရင်အရေးကြီးပါ 5A ကိုဖြည့်ပြီးလို့ 5B ကိုလောလောဆယ်မှာခေါင်းထဲမှာမထွက်သူမဖြည့်ခြင်းသေးဘူးဆိုလို့ရှိရင်အဲ့ဒီ 5B နေရာအတွက်ကိုလုံလောက်တဲ့စာမျက်နှာခြံထားပြီးခဲ့ပါ 5A ပြီးသွားရင် 5B အတွက်ကိုလုံလောက်တဲ့စာမျက်နှာတစ်မျက်နှာတော့မဟုတ်နှစ်မျက်နှာခြံထားပြီးခဲ့ပါပြီးပြီဆိုမှနောက်ထပ်တစ်ပုဒ်ကိုဆက်ပြီးတော့တွက်နိုင်ပါတယ်ဥပမာပေါ့ကဲ6ကိုတွက်တော့မယ်ဆိုရင်6ကစဉ်းစားကြည့်လိုက်တယ်ကဲ E ကိုမရဘူး B ပဲရမယ်ဆိုရင် 6A ကိုနေရာခြံထားပြီးခဲ့ပါလုံလောက်တဲ့စာမျက်နှာခြံထားပြီးခဲ့ပါပြီးပြီဆိုမှ 6B ကိုဖြည့်ပါတခါခွန်ကိုဖြည့်တော့မယ်ဆိုလဲ 7A ကိုရတယ်ဆိုရင် 7A ကိုဖြည့် 7B ကိုမရသေးဘူးဆိုရင် 7B အတွက်ကိုလုံလောက်တဲ့စာမျက်နှာကိုခြံထားပြီးခဲ့ပါပြီးပြီဆိုမှဖြည့်ပြီဆိုမှအဲ့နေရာကိုသွားပြီးဖြည့်ပါဒါအရင်အရေးကြီးလို့ကျွန်တော်အကြံပေးတာဖြစ်ပါတယ်အဲ့လိုနဲ့ပဲ section B မှာအားလုံးပေါင်း4ပုတ်ဖြည့်ဆိုမှာဖြစ်ပါတယ်6ပုတ်ပြီး4ပုတ်ဖြည့်ရမယ်ဆိုတော့5ပုတ်ဖြည့်ရင်မရဘူးလားမေးစရာအကြောင်းရှိပါတယ်5ပုတ်ဖြည့်လေ4ပုတ်ပဲအမှတ်ပေးမှာဖြစ်ပါတယ်ကျန်တဲ့တစ်ပုတ်ကပယ်မှာပါအဲ့တော့မိကုန်းနဲ့ပတ်သက်ပြီးတော့ section A နဲ့ section B နဲ့ကိုရှင်းလင်းသွားပြီလို့ထင်ပါတယ်မိကုန်းကိုပြီးသားသွားရေးပါပြီးပြီဆိုရင်စာရွက်ပူတောင်းတဲ့ခါမှာစာရွက်ပူနဲ့မူလအန်စာပုတ်နဲ့ကို stapler နဲ့တိချာလေးတွဲရပါမယ်ခန်းဆောင်တဲ့ဆရာမတိချာလေးတွဲခိုင်းရပါမယ်အားကြောင့်လဲဆိုတော့ဒီအန်စာပုတ်ဒီကြားထဲကိုညှက်လိုက်လို့ရှိရင်ပြုတ်ထွက်တာတွေဖြစ်မှာအရင်စိုးရင်ရတဲ့အတွက် stapler နဲ့တိချာတွဲရမှာဖြစ်ပါတယ်ဒါလေးတွေကိုတိချာမှတ်ထားပါခုံနံပါတ်ကိုပြီးသားအောင်ရေးပါမြန်မာလိုရေးရမှာဖြစ်ပါတယ်ဆိုလိုချင်တဲ့အနှစ်ချုပ်အနေနဲ့ကတော့ဘာဖြစ်မလဲဆိုတော့ physics ဖြေတဲ့အခါမှာမိကွန်းနီကိုနံပါတ်အစဉ်တိုင်းမဖြေလေရပါတယ်ဒါပေမဲ့နံပါတ်1ကိုဖြေ1မှာပါတဲ့1 to 10 ကိုအစဉ်လိုက်ဖြေပါ
နှစ်ကိုဖြည့်မယ်ဆိုရင်လည်းနှစ်မှာပါတဲ့1 to 15ထိ15ဖို့ကိုအစင်တိုင်းဖြည့်ပါနံပါတ်3ကိုဖြည့်တော့မယ်ဆိုရင်3မှာပါတဲ့တစ်ကနေ15ထိ15ဖို့ကိုအစင်တိုင်းဖြည့်ပါဒါ section A ပါ section B မှာဆိုလို့ရှိရင်4 5 6 9 8 9ဆိုတဲ့6ပုတ်ရှိပါတယ်အဲ့ဒီ6ပုတ်လုံးကိုတိုက်တဲ့ပုတ်ကိုဖြည့်ခွင့်ရှိပါတယ်ဒါပေမဲ့4ကိုဖြည့်တော့မယ်ဆိုရင်4ကို A နဲ့ B နဲ့တွဲဖြည့်ပါ9ကိုဖြည့်မယ်ဆိုရင်9ကို A နဲ့ B နဲ့တွဲဖြည့်ပါ A ကရှေ့တစ်မျက်နှာမှာရှိတယ် B ကဟိုးနောက်ဆုံးစာမျက်နှာမှာရှိတယ်အဲ့လိုပြီးမလုပ်ပါနဲ့ဒါကအရင်အရေးကြီးပါတယ်6ကိုဖြည့်မယ်ဆိုရင်လည်း6ရဲ့ A နဲ့ B နဲ့တွဲရဲ့ဖြည့်ပေးပါခွန်ကိုဖြည့်မယ်ဆိုလည်းခွန်ရဲ့ A ရဲ့ B A နဲ့ B ကိုတွဲရဲ့ဖြည့်ပေးပါ8လည်းဒီလိုပါပဲ9လည်းဒီလိုပါပဲအဲ့တော့နံပါတ်အစဉ်တိုင်းတော့ဖြစ်เสียမလိုဘူးဒါပေမဲ့အဲ့ဒီနံပါတ်မှာပါတဲ့အပုတ်တွေကိုတော့အစဉ်တိုင်းဖြည့်ရပါမယ်ပူးလျက်ဖြည့်ရပါမယ် AB 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 တွေကိုတွဲပြီးတော့ဖြည့်ရပါမယ်ဒါကအရင်အရေးကြီးပါတယ်